ဟုတ်ကဲ့ကျွန်တော်ကဒေါက်တာတန်းထက်စောပါ CLN CLN Group မှာ CLN Head ရဲ့ Head of People and Culture အနေနဲ့လက်ရှိတာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်ကျွန်တော်တို့ကမြန်မာနိုင်ငံမှာ Future Healthcare System တစ်ခုကိုတည်ဆောက်ဖို့စဉ်ဆက်မပြတ်စ조사နေရတဲ့အားလျော်စွာကျွန်တော်တို့စီမှာတကယ့်ကို Healthcare Devoted Healthcare Specific ဖြစ်တဲ့ talent တွေအများကြီးလိုအပ်ချက်ရှိနေပါတယ်ဒီနေ့လာရောက်ကြတဲ့ Job Seeker မှာတော့အဓိကလူငယ်တွေရဲ့လူငယ်ပိုင်းတွေများတယ်ပေါ့နော် Young Job Seeker တွေများတယ်သူတို့ရဲ့အဓိက mindset shift ကိုလည်းကျွန်တော်တို့တွေ့လာရတယ်ပေါ့နော်အရင်ဆိုရင်အရင်ပွဲတွေမှာကျွန်တော်တို့များသောအားဖြင့်ကincome တွေ role တွေ organization size တွေပေါ်မှာသူတို့က focus လုပ်ပေမဲ့ဒီနေ့ job fair မှာတော့သူတို့က organization တွေရဲ့ culture တွေ organization ရဲ့ community ပေါ်မှာသွားမယ့် impact တွေ organization ရဲ့ value တွေပေါ်မှာပါသူတို့စိတ်ဝင်စားမေးမြန်းလာတဲ့ question တွေအများကြီးရှိလာတွေ့ရပါတယ်နောက်တစ်ခုကျွန်တော်တို့ CLN Group အနေနဲ့ဒါအများကြီးအကျိုးရှိစေမယ့်အချက်ကတော့သူတို့အနေနဲ့ကမြန်မာနိုင်ငံရဲ့ကျောင်းဝိုင်ဆောက်ရှောက်မှုတွေပဲမှာလူငယ်တော်တော်များကစိတ်ဝင်စားမှုအတော်လေးရှိလာတွေ့ရတယ်ဒါကကျွန်တော်တို့လူမျိုးမြန်မာနိုင်ငံရဲ့ကျောင်းဝိုင်ဆောက်ရှောက်မှုနေပယ်မှာပါသူတို့စိတ်ဝင်စားမှုကအင်မတန်ထက်သန်စွာရှိလာတဲ့အနေအထားလေးကိုလည်းတွေ့ရတယ်ပေါ့နော်သူတို့မိကွန်းတွေအများကြီးမေးကြတယ်သူက hack နဲ့ပတ်သက်တဲ့ rules ပေါ်လည်းပေါ့သူတို့စိတ်ဝင်စားဆွေးနွေးကြတယ်ပေါ့နော်ဒါကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ future hacker workforce တွေဒါအများကြီးကျိုးရှိမဲ့အခွင့်အလမ်းလို့မြင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်ဒီနေ့2026 Job Nation Job Fair မှာ CLN Group အနေနဲ့ Young Job Seeker တွေကိုကျွန်တော်တို့အနေနဲ့အကြံပြုချင်တာကတော့ကျွန်တော်တို့ career track တစ်ခုကိုရွေးချယ်တဲ့နေရာမှာ impact ဖြစ်တဲ့ impactful community ပေါ်မှာ positive impact ဖြစ်တဲ့ career မျိုးကိုကျွန်တော်တို့ဒါရွeးချယ်ပါဘောเนาะဆိုတော့ purpose driven career မျိုးကိုရွေးချယ်ဖို့ကျွန်တော်တို့ဘက်ကအကြံပြုချင်ပါတယ်နောက်တစ်ခုကဒီနေ့ globally မှာကျွန်တော်တို့ AI generated workplace တွေရန်ခေတ်စားလာတဲ့အခါမှာ young job seeker အနေနဲ့ကိုယ့်ရဲ့ continuous learning agility နဲ့ ability ကိုတက်နိုင်မြတ်မြင့်တင်ထားရမယ် self learning focus ကိုလည်းအာရုံစိုက်ရမယ်ဆိုတော့လေကျွန်တော်တို့ဒီကအကြံပြုချင်ပါတယ်ကျွန်တော်တို့ CLN Group အနေနဲ့ young job seeker တွေကိုအကြံပေးခြင်းနဲ့နောက်တစ်ချက်ကတော့ကျွန်တော်တို့ organization ရွေးချယ်တဲ့နေရာမှာ clean business respectful business reputable business ဖြစ်ပြီးတော့ community ပေါ်မှာကျွန်တော်တို့ positive impact ပေးနိုင်တဲ့တကယ် share value contributor ဖြစ်တဲ့ business မျိုးကိုရွေးချယ်သင့်ပါတယ်လို့လည်းအကြံပြုချင်ပါတယ်နောက်ဆုံးချက်အနေနဲ့ကျွန်တော်တို့ CLN Group စိတ်ဝင်စားတဲ့ young job seeker အနေနဲ့ကကျွန်တော်တို့စီမှာ blue vacancy open လုပ်ထားတယ် blue vacancy ရှိရဆိုတာမေးမြန်းစရာမလိုပဲမြန်မာနိုင်ငံရဲ့ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုနေပယ်မှာကိုယ့်ရဲ့ dream job dream career ရှိရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Care Associate Foundation Program ကိုလာရောက် join ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ